နဲ့ကျွန်တော် live လွှင့်မယ်နော်ကောင်းစင်တက်တဲ့အတိုင်းပဲ AUG ဘယ်လဲပါလဲပေါ့အခုຫນွေဥတော်လှန်ရေးစလာတာ၄နှစ်နော်၄နှစ်ရှိနေပြီဒီ၄နှစ်အတော်တွင်းမှာတော်လှန်ရေးလုပ်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေကလည်းတိုက်ခိုက်ဝလာနေပြီတော်လှန်ရေးရဲ့တကယ်လမ်းစဉ်ဒီလဲသဘောပေါက်လောက်ပြီလို့ကျွန်တော်တော့ယုံကြည်ထားတယ်ဒီချိန်မှာဒီတော်လှန်ရေးကြီးရဲ့အဓိကတော့ချက်ဖြစ်တဲ့ NUG အကြောင်းကိုနေကျွန်တော်ထောက်ပြချင်တယ်လွန်ခဲ့တဲ့နှစ်လောက်တုန်းကကျွန်တော်ဒီ NUG ကိုဝေဖန်ခဲ့တယ်ထောက်ပြခဲ့တယ်အဲ့ဒါက NUG ကိုကျွန်တော်မကြိုက်လို့မဟုတ်ဘူးဒါပေမဲ့ဒီ NUG ကဒီကျွန်တော်တို့ຫນွေဥတော်လှန်ရေးရဲ့တကယ်ခီးဖြစ်နေတယ်ဆိုတော့ဒီຫນွေဥတော်လှန်ရေးခီးဖြစ်နေတဲ့ NUG ကိုတကယ်တော်လှန်ရေးအင်အားစုတစ်ခုဖြစ်ပြီးမှဒီတော်လှန်ရေးကိုအမြန်ဆုံးနည်းနဲ့အောင်ဝေးစင်နွေးစေချင်တဲ့စန္ဒအဲ့ဒါကလည်းပြည်သူအတွက်အဲ့ဒါကြောင့်မလို့ NUG ကိုကျွန်တော်ဝေဖန်ထောက်ပြခဲ့တယ်ဘယ်လိုဝေဖန်ထောက်ပြခဲ့လဲဆိုရင်တကယ်လို့များ NUG တာတော်လှန်ရေးအစိုးရတတ်အနေနဲ့ရက်တီးပြီးမှဒီတော်လှန်ရေးကိုတော်လှန်ရေးလမ်းစဉ်အတိုင်းတွားပြီးတော့ဒီစစ်အုပ်စုကိုတိုက်ထုတ်နိုင်နေဆိုရင်ဒီတော်လှန်ရေးကကြာရှည်စရာအကြောင်းမရှိဘူးကျွန်တော်ပြောခဲ့တယ်ဘယ်လိုလဲဆိုတော့အခုကျွန်တော်တို့တော်လှန်ရေးပုံစံကိုကျွန်တော်တို့တော့ကြည့်တဲ့အခါမှာဒီကျွန်တော်တို့တိုင်းပြည်တင်မကပဲနဲ့ကဘာတဝန်းမှာရှိတဲ့ဒီပြည်တွင်းစစ်ပြည်တွင်းတော်လှန်ရေးအခြေအနေကိုကျွန်တော်တို့လက်လာသုံးသပ်ကြည့်တဲ့အခါမှာအများဆုံးတော်လှန်ရေးမအောင်မြင်တဲ့အချက်တစ်ခုတူညီတာကအစိုးရတစ်ခုကိုဖြုတ်ချဖို့အစိုးရတစ်ခုလုံးကိုတခါတည်းဖြုတ်ချဖို့လုံနေတဲ့တော်လှန်ရေးတွေကအောင်မြင်ဖို့နေတယ်ဆိုလိုတာကတော်လှန်ရေးလုပ်တဲ့အခါမှာဒီဘ ਹੁ ချက်မှဖြစ်တဲ့ခေါင်းကိုင်ဖြစ်တဲ့ဒီအစိုးရရန်တရားတစ်ခုလုံးကိုကင်ထားတဲ့အစိုးရကိုတခါတည်းဖြုတ်ချဖို့ကြိုးစားတဲ့တော်လှန်ရေးကအင်မတန်အောင်မြင်ခက်ခဲတယ်ဒါကြောင့်မလို့ဒီ21ရာစုအထိအစိုးရတစ်ခုကိုပြုပြင်ပြောင်းလဲဖို့ဖြုတ်ချဖို့တော်လှန်ရေးလို့တဲ့တော်လှန်ရေးအတိုင်းမှာဒီစမှုကြီးမားမားရှိနေမှာအရှုံးနဲ့ရင်ဆိုင်ရတဲ့တော်လှန်ရေးအဖွဲ့ကြီးများတယ်အဲ့ဒါကြောင့်မလို့ဒီຫນွေဥတော်လှန်ရေးမှာကျွန်တော်တို့Union of Burma ရဲ့ຫນွေဥတော်လှန်ရေးမှာဒီလမ်းစဉ်ကိုမသွားဘဲနဲ့တော်လှန်ရေးအင်အားစုကနေပြီးတော့ခြေကုပ်ယူနိုင်တဲ့ထိန်းချုပ်မှုလုပ်နိုင်တဲ့နေရာဒေသကိုတတ်မှတ်ပြီးအဲ့ဒါကိုအရင်ဆုံးထိန်းချုပ်ပြီးမှစင်ပြိုင်အစိုးရပုံစံအတိုင်းရက်တီဖို့လို့ကျွန်တော်ထောက်ပြခဲ့တယ်အဲ့ဒီထောက်ပြတဲ့အရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပွင့်လင်းလင်းပြောခဲ့တဲ့အရာကဥပမာအနေနဲ့စကိုင်းတိုင်းကချင်ပြည်နယ်နဲ့စကိုင်းတိုင်းကချင်နဲ့ချင်းကိုဒီသုံးနယ်ကိုလွတ်မြောက်နေမြေအဖြစ်တိုက်ပွဲဖော်ဆောင်ပြီးမှဒီသုံးနယ်ကိုကျွန်တော်တို့ထိန်းချုပ်နိုင်လို့ရှိရင်ဒီသုံးနယ်ကနေစင်ပြိုင်အစိုးရအနေနဲ့ဒီစစ်အုပ်စုကိုတွန်းလှန်လိုက်လို့ရှိရင်ဒီတော်လှန်ရေးကအမြန်ဆုံးနည်းနဲ့အောင်မြင်မှုရနိုင်တယ်လို့ကျွန်တော်ယုံကြည်ထားတယ်ထောက်ပြခဲ့တယ်။ဘာကြောင့်လဲလို့ထောက်ပြခဲ့တယ်လဲဆိုရင်ကျွန်တော်အရင်တုန်းကကျွန်တော်ဖေးဆောင်မှာလဲကျွန်တော်ပြောခဲ့ရေးခဲ့ပြီးသားရှိတယ်။ကျွန်တော်တို့ Union of Burma
မြေပုံကိုကြည့်လိုက်လို့ရှင်ဒီကချင်ပြည်နယ်ကနေဆက်နဲ့ဆက်ဆက်နေတယ်စကိုင်းတိုင်းလည်းနေဆက်နဲ့ဆက်ဆက်နေတယ်ချင်းပြည်နယ်နဲ့နေဆက်နဲ့ဆက်ဆက်နေတယ်ဒါဒီမကဘူးချင်းနဲ့ကချင်က EAO ရှိတဲ့နေရာဆိုတော့ဒီသုံးနယ်ကို NUG ကချင်နဲ့ချင်းနဲ့ပူးတွဲပြီးမှစကိုင်းတိုင်းမှာရှိတဲ့လက်နက်ကိုင်အင်အားစုတွေကိုတော်လှန်ရေးအင်အားစုတစ်ခုအနေနဲ့စုဖွဲ့ပြီးဒီသုံးနယ်လွတ်မြောက်ဖို့တော်လှန်ရေးဆင်နွှဲဖို့အမတမကောင်းမွန်တဲ့နေမျိုးဖြစ်တယ်ဒီချက်နေ့အချက်ကကချင်ပြည်ကတယန်ဇာဒပိုးချွေတဲ့နေရာတော်လှန်ရေးလို့ရှိရင်လိုအပ်တဲ့ငွေကြီးကြေးကြီးထောက်ဖို့အတွက်အမတမကောင်းမွန်တဲ့နေရာစကိုင်းတိုင်းဆိုရင်တော့ကျွန်တော်တို့လက်ရှိမှာယတနာအတိုက်လို့တင်စားလို့ရတဲ့နေရာဖြစ်တယ်ထိုနည်း၎င်းပဲချင်းပြည်လဲနေဆက်နဲ့ထိဆက်နေတဲ့ခါကျတော့ဒီစကိုင်းတိုင်းအချင်းစကိုင်းကချင်ကိုစုဖွဲ့ပြီးမှဒီနေသုံးခုကိုလွတ်မြောက်နေကျွန်တော်တို့ဖန်တီးနိုင်လို့ရှိရင်ဒီသုံးနေပြီးတာနဲ့တခါတည်းလာမှာကတော့မန္တလေးတိုင်းနဲ့မကွေးတိုင်းလာရမှာဒီသုံးနေကိုကျွန်တော်တို့ NUG ဥဆောင်မှုနဲ့ဒီຫນွေဥတော်လှန်ရေးမှာကျွန်တော်တို့လွတ်မြောက်နေပြီ control area ကျွန်တော်တို့ဖန်တီးနိုင်လို့ရှိရင်ဂျန်နဲ့တော်လှန်ရေးအင်အားစုတွေကလည်းစုဖွဲ့လာပြီးမှစုပေါင်းလာမယ်ရန်သူတပ်ဖွဲ့တော်မှာအဲ့ဖက်ကိုခိုးဝင်လာမယ်ကျွန်တော်ထောက်ပြခဲ့တယ်ဆိုတော့အဲ့ဒါဒီကို NUG ကမလုပ်တဲ့အပြင်သူတို့က2020ရွေးကောက်ပွဲမှာအနိုင်ရထားတဲ့ပါတီအနိုင်ရထားတဲ့အစုအဖွဲ့အနိုင်ရထားတဲ့လွတ်တော်အမတ်တွေဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့ဒါအစိုးရကျွန်တော်တို့ဒါဒီတိုင်းပြည်ရဲ့အုပ်ချုပ်ရေးအာဏာကိုရရှိတဲ့အစုအဖွဲ့ဆိုသူတို့သွားတဲ့တော်လှန်ရေးလမ်းစဉ်ကလက်နဲ့ကင်တော်လှန်ရေးလမ်းစဉ်တဲ့အစိုးရဖြစ်ရေးလမ်းစဉ်ကိုသူတို့သွားတဲ့အခါကျတော့ဘာနဲ့သွားတူလဲဆိုတော့1990ရွေးကောက်ပွဲအနိုင်ရNLD အနိုင်ရဒီမှာစုဖွဲ့ထားတဲ့ဒီညွန့်ပေါင်းအစိုးရပေါ့ NCGUB ဒေါက်တာစင်ဝင်းရဲ့ညွန့်ပေါင်းအစိုးရပေါ့အဲ့လိုပုံစံတိုင်းသွားတာသူတို့သွားတဲ့ပုံစံကကြည့်လိုက်ရင်တမိုင်းကိုပြန်လက်လာလိုက်လို့ရှိရင်သူတို့လည်းနောက်ဆုံးတော့ပျောက်ကွယ်သွားတာပဲဒါကြောင့်မလို့တော်လှန်ရေးကိုတော်လှန်ရေးလို့မသွားဘဲနဲ့တော်လှန်ရေးမှာအစိုးရလို့ဘာလို့နဲ့သွားလို့ရှိရင်တော့နောက်ဆုံးမှာဒီတော်လှန်ရေးကအဆုံးသတ်ကတော့ပျောက်ကွယ်ပျက်စီးသွားမှာပဲဒါဒီမကဘူးဆောင်းကျွန်တော်ပြောထောက်ပြတယ်လို့ဒီ21ရာစုအထိတိုင်းပြည်တပြည်တွင်းစစ်ပြည်တွင်းပုံကမှုပြည်တွင်းတော်လှန်ရေးတပြည်လုံးအတိုင်းအတာနဲ့တော်လှန်ရေးလုပ်တဲ့အဖွဲ့တိုင်းအစုအဖွဲ့တိုင်းဒီပြည်တွင်းစစ်တိုင်းရဲ့အားနည်းချက်ကအစိုးရကိုတခါတည်းဖြုတ်ချဖို့တခါတည်းအစိုးရကိုချုပ်ကင်တဲ့ကိုသူတို့ကြိုးစားလို့ပေးဆက်မှုလည်းများတယ်ပေးဆက်မှုများသလားအောင်ပြီးနေတယ်ဒါကြောင့်မလို့ဒီတစ်ခေါက်တော်လှန်ရေးမှာအဲ့လိုပုံစံမသွားဘဲနဲ့ကျွန်တော်တို့ထင်းချုပ်စိုးမိုးနိုင်တဲ့နေရာကိုချုပ်ကင်ပြီးမှအဲ့ဒီကနေစင်ပြိုင်အနေနဲ့တစ်ဖက်ကပြည်သူတွေကိုစီယုံတစ်ဖက်ကစစ်အုပ်စုတွေကိုတစ်ဖက်ရန်သူကိုတဖြည်းဖြည်းချင်းတွန်းဖယ်ပြီးမှတွန်းထုတ်ပြီးမှလုံးတဲ့ပုံစံတိုင်းသွားလို့ရှိတော့ဒီတော်လှန်ရေးအောင်ကိုအောင်ရမယ်လို့ကျွန်တော်ထောက်ပြခဲ့တာဖြစ်တယ်ဒီလိုသာလုံနိုင်ခဲ့လို့ရှိရင်ကျွန်တော်တို့လူအပ်နေတဲ့ငွေရေးကြေးကြီးထောက်ဖို့ဒီနော်ကျွန်တော်တို့လိုအပ်နေတဲ့ငွေရေးကြေးကြီးထောက်ဖို့လက်နဲ့ခေယံမီးကြောက်အတွက်လူအပ်တဲ့ငွေရေးကြေးကြီးတွေကနိုင်ငံခြားထောက်ဖို့တောင်မှခွက်ခောက်တောင်းခံစရာမလိုလိုအပ်တဲ့စစ်လက်နဲ့ပစ္စည်းတွေကိုကချင်နဲ့ချင်းဖက်နေဆက်စကိုင်းတိုင်းနေဆက်ကနေကြိုက်တယ်လို့တင်သွင်းလို့ရတယ်လို့အဲ့ဒီလက်နဲ့ခေယံမီးကြောက်တွေရဲ့လူအပ်တဲ့ဘာနာကိုစကိုင်းတိုင်းကချင်ကနေအေးစစ်ရယူနိုင်တယ်။ဘာကြောင့်လဲဆိုတော့စကိုင်းတိုင်းမှာရွှေထွက်တယ်ကျွန်းသစ်ရှိတယ်ရေနံထွက်တယ် sorry ပါကျွန်တော် line
connection ကြာသွားလို့နော်ခီးသွားနေအင်တာနက်နဲ့ဆိုတော့ခါလေးကျရင် line မမီတဲ့နေရာတွေရှိတယ်နော်ဆိုတော့ကချင်ပြည်နယ်မှာနော်တွင်းထွေရတနာတွေရှိတယ်စကိုင်းတိုင်းမှာတွင်းထွေရတနာတွေရှိတယ်ချင်းပြည်နယ်မှာလည်းရှိတဲ့တလောက်ရှိတယ်နောက်ပြီးတော့နေဆက်နဲ့ဒီသုံးနေစလုံးကအိန္ဒိယတရုတ်နော်အမနေပေါနိုင်ငံခြားနဲ့နော်ဆက်ဆက်နေတဲ့နေဆက်တီဖြစ်နေတဲ့ခါကြတော့လိုအပ်တဲ့ခေယမီကြောင့်ဆေးဝါးအကုန်လုံးလွယ်ကူနဲ့ထောက်ဖို့ရနိုင်တဲ့နေရာဖြစ်နေတယ်ဒါကြောင့်မလို့ဒီ NUG ကဒီတော်လှန်ရေးကိုတော်လှန်ရေးလို့သွားလို့ရှင်ဒီတော်လှန်ရေးကရှိကြစရာအကြောင်းမရှိဘူးနေ့အချက်ကဟိုတနေ့ကဒေါက်တာဦးကြီးမြင့်ရှိနေဦးကြီးမြင့်ပေါ့သူထောက်ပြတာကိုကျွန်တော်နားထောင်ဖြစ်တယ်နောက်ဒေါက်တာတေဇာဆန်းရဲ့ထောက်ပြတာကိုလည်းကျွန်တော်ဖတ်ဖြစ်တယ်အရင်သဘောကျတယ်ကျွန်တော်ဝေဖန်ထောက်ပြခဲ့တဲ့အရာနဲ့လည်းထပ်တူနှီးပါကြတယ်ကျွန်တော်ခံယူချက်နဲ့ယူဆချက်နဲ့လည်းထပ်တူနှီးပါကြတဲ့ခါကျတော့ကျွန်တော်သဘောကျတယ်သဘောဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ထောက်ပြနေတာဝေဖန်နေတာကအတိုက်ခံပြုနေတာပေါ့connection ကလည်းခဏဆိုတော့ဒီခံခွင့်လို့ကြပါကျွန်တော်ကြာမပြောပါဘူးလုံးဆုံးရှိမှ10မိနစ်15မိနစ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ထောက်ပြဝေဖန်နေတာကသူတို့ကိုအတိုက်ခံပြုနေတာသူတို့ကိုတောင်းကွနေတာမဟုတ်ဘူးဒီတော်လှန်ရေးကိုအောင်မြင်စေချင်လို့ဒီတော်လှန်ရေးကိုနော်မြန်အဆုံးသတ်စေချင်လို့ဒီတော်လှန်ရေးမှာပေးဆက်ခဲ့တဲ့ပြည်သူတွေနော်ပေးဆက်ခဲ့တဲ့ဒီမျိုးဆက်တစ်တည်းရဲ့အသက်သွေးချွေးတွေကိုကျွန်တော်နှမျိုးတာလို့ပြောနေတာထောက်ပြနေတာဆိုတော့အခု2025နှစ်ကုန်လို့ရှင်နော် NUG တက်တန်းကုန်တော့မှာသူတို့ပြောနေတဲ့2020ရွေးကောက်ခံအမတ်အဖြစ်ကနဲ့လေသူတို့တက်တန်းကုန်တော့မှာသူနည်း၎င်းပဲဒီ NUG ရဲ့တက်တန်းကုန်တော့မှာအဲ့ဒီမှာရှင်းနေဦးချင်းမြင့်ကတော့သူထောက်ပြတယ် NUG ကိုဖျက်သိမ်းပြီးမှတော်လှန်ရေးအစိုးရတက်နေရပ်တည်ပါတဲ့အဲ့ဒီမှာကျွန်တော်ထပ်ပြီးဖြည့်ဆွတ်ချင်တာကဆောနာကျွန်တော်ပြောသလို NUG ဖျက်သိမ်းမဖျက်သိမ်းတာထက်ကျွန်တော်အနေနဲ့တော့ဆောနာကျွန်တော်ထောက်ပြတဲ့အရာကိုပုံဖြစ်စေချင်တယ်တခြားရှိဝဲမတွေးနဲ့တခြားကြီးပြက်လုံးเสียကိုမလို့သေးဘူးအဲ့ဒီစကိုင်းတိုင်းတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့နဲ့စကိုင်းချင်းကချင်သုံးခုကိုထိန်းချုပ်နိုင်ဖို့ NUG နဲ့ချင်းကချင်ပူပေါင်းလိုက်လို့ရှိရင်မဖြစ်နိုင်စရာအကြောင်းမရှိဘူးအခုစကိုင်းတိုင်းကြီးလိုက်တော်များများကိုတော်လှန်ရေးအင်အားစုတွေကခဏထိန်းချုပ်တယ်တိမ့်ပိုက်ထားတယ်ဆုံးမိုးထားတယ်ဒါပေမဲ့ခံစစ်အနေထားမှာသူတို့ပြင်ဆင်မှုမရှိဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီတော်လှန်ရေးကိုထိန်းကွပ်ပေးမဲ့အစိုးရတနည်းပြောလိုက်လို့ရှိရင်တော်လှန်ရေးအစိုးရရဲ့ကောင်းမွန်စီစဉ်ထားတဲ့အစီအစဉ်တကျလုံဆောင်ထားတဲ့ပြင်ဆင်မှုမရှိတဲ့ခါကျတော့တိမ့်ဖို့တော့လွယ်တယ်ထိန်းသိမ်းဖို့ခက်တယ်တိမ့်ဖို့တော့လွယ်တယ်ဆုံးဖို့တော့လွယ်တယ်ဒါမဲ့တာရှိဆုတ်နိုင်တာမလို့ထိုးစစ်ပဲလူငယ်တွေကပြင်ဆင်ပြီးမှခံစစ်ထိန်းချုပ်ဖို့နောက်ကနေကျိုးကင်နေတဲ့အစိုးရလို့အမိခံထားတဲ့အဖွဲ့တွေကပြင်ဆင်မှုရှိအဲ့ဒါကြောင့်မလို့ဘောလင်းကနီအခုဒီစကိုင်းတိုင်းမူကုတ်ဖက်နာနော်တော်များလက်လွတ်ဆုံးလိုက်ရတာရှိတယ်နော်ကတာဖက်သူနေ၎င်းပဲပေးစမှုတွေလည်းအများကြီးရှိခဲ့တယ်ဒါဒီကိုကျွန်တော်တို့ပြန်လေထင်းချုပ်နိုင်ဖို့နဲ့အ
အမြန်ဆုံးနည်းနဲ့အတူဆုံးလမ်းကိုရွေးချယ်ပြီးမှကျွန်တော်တို့လုပ်မယ်ဆိုရင်ဆောင်းတော့ကျွန်တော်ပြောသလိုတခြားမန္တလေးမကွေးပဲခူးအေရဝတီရန်ကုန်တိုင်းထားလိုက်အောင်အဲ့ဒီစကိုင်းတိုင်းမှာရှိတဲ့ပါကားဖားတွေပါလာဖားတွေပါအားဖားတွေအကုန်လုံးဒီ PDF ကြီးအကုန်လုံးစုဖွဲ့ပြီးမှအင်အားတောင်းကနန်းရှိတယ်အဲ့ဒီတောင်းကနန်းတောင်းကြီးကနန်းရှိတယ်အဲ့ဒီတောင်းကြီးကနန်းမှာတောင်မှနော်အားလုံးကိုစစ်သားလုပ်ဖို့မလိုဘူး2000ဝန်းကျင်အဲ့ဒီစကိုင်းတိုင်းမှာရှိတဲ့လက်နက်ကန်အင်အားစုတွေကိုစုဖွဲ့ပြီးမှ2000ဝန်းကျင်နဲ့ကချင်ချင်းမှာရှိတဲ့အင်အားနဲ့စုပေါင်းလိုက်လို့ရှိရင်စကိုင်းတိုင်းချင်းပြည်နယ်ချင်းပြည်စကိုင်းကချင်နှစ်လအတွင်းထိန်းချုပ်လို့ရတယ်အဲ့ဒါထိန်းချုပ်ပြီးနိုင်လို့ရှိရင်အဲ့ဒီထိန်းချုပ်နေမြေကနေတစ်ဆင့်မကွေးတိုင်းမန္တလေးတိုင်းတိုက်ထုတ်လို့ရတယ်မကွေးတိုင်းမန္တလေးတိုင်းတိုက်ထုတ်တဲ့ချိန်မှာပဲခူးတိုင်းရန်ကုန်တိုင်းဖက်မှာရှိတယ်အဲ့ဒီနီးဖက်မှာရှိတဲ့ EAOD နဲ့ချိတ်ဆက်ထားတဲ့ PDF ကြီးစုဖွဲ့ပြီးမှအဲ့ဒါနေပြည်တော်ကိုတွန်းပို့လုပ်လို့ရတဲ့အနေအထားရှိတယ်။ဒါကြောင့်မလို့တခါလေးနဲ့နေပြည်တော်ကိုတွားကင်မယ်ဆိုတဲ့တော်လှန်ရေးဗျူဟာက21ရာစုမှာကုန်လွန်ပြီးသားဗျူဟာဖြစ်နေတယ်။အခု21ရာစုအလုံးဖက်မှာဒီလူမျိုးဗျူဟာနဲ့တွားအောင်မယ်ဆိုရင်တော့ဒီတော်လှန်ရေးကြီးက10စုနှစ်ချီကြာပြီးမှနောက်ဆုံးညွန်ပေါင်းအစိုးရပျောက်ကွယ်သွားတယ်လို့ပျောက်ကွယ်သွားနိုင်တယ်ဒီ EAO နီနဲ့ဘူနေမြက်ကြားနေမြက်အနေနဲ့ပြန်လေရောက်ရှိနိုင်တယ်လို့ဒီမြေပြန့်ဒေသမှာရှိတဲ့ PDF တွေလည်း ABSDF လို့ဖြစ်လာနိုင်တဲ့အနေအထားရှိတယ်ဒါကြောင့်မလို့ဒီလိုအခြေအနေကိုမဖြစ်စေချင်ဘူးဆိုရင်တကယ်တာဝန်ရှိတဲ့အဖွဲ့အစည်းကလက်ရှိမှာမြေပြတ်မှာတော့ NUG ဖြစ်နေတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီရှင်နေဦးကြီးမြင့်ရဲ့စကားကိုကျွန်တော်ဖြည့်ဆွတ်မယ်ဆိုရင် NUG ကိုဖျက်သိမ်းဖို့တဲ့ NUG ကတိုင်းပြည်လုံးအတိုင်းအတာနဲ့လှုပ်ဆောင်ပြီးမှအစိုးရရန်တရားကြီးတစ်ခုလုံးအနေထားနဲ့လေပတ်တာကိုခေတ္တခဏရပ်တတ်ပြီးမှစကိုင်းတိုင်းချင်းပြည်ကချင်ပြည်ဒီတုံးနေကိုအရင်ဆုံးထိန်းချုပ်ပြီးမှစင်ပြန်အစိုးရစင်ပြန်နေအဖြစ်တပ်ပတ်ပြီးမှတိုက်ပွဲပေါ်ဆောင်လိုက်ပါဒီဟာကိုလုံနိုင်မှပဲကြံတဲ့နေရာဒေသတွေကိုကျွန်တော်တို့ဒီဖြည်းချင်းနဲ့ချဲ့လို့ရတယ်တွန်းထုတ်လို့ရတယ်ဆိုတော့စကိုင်းတိုင်းမှာလေရင်ကွင်းနဲ့ရှိတယ်စကိုင်းတိုင်းမှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်လည်းရှိတယ်စကိုင်းတိုင်းမှာတယန်ဇာရပေါ်ကျွေတယ်ကချင်ပြည်မှာလက်နဲ့ခေယမီကြောက်လူတလောက်ရနိုင်တယ်ချင်းပြည်ကနေ sorry ပါကျွန်တော် connection ကခဏဖြစ်နေတော့နော်ခွန်းလို့ကြပါအဆုံးတတ်တော့မှာခဏ connection ပျောက်သွားတော့live ဖြစ်လာတဲ့ဟိုအားမရဘူးပေါ့နော်နားထောင်တဲ့လူတွေကလည်းအာနာဆရာကောင်းတယ်နားထောင်တဲ့လူတွေအတွက်လည်းအာနာဆရာကောင်းတယ်ဆိုတော့